ကဲအမျိုးတွေအားလုံးပဲမင်္ဂလာပါအောင်ပွဲရတော့ထက်ခံရပြန်ပြီဗျနော်ကျွန်တော်ရဲ့ဗီဒီယိုလေးက3မိနစ်လေးပဲတင်လို့ရပါတယ်ဒီ3မိနစ်လေးကိုစိတ်ရှည်တီးခံစွာနဲ့ပြီးဆုံးအောင်ကြည့်ပေးပါကျွန်တော်နေ့တိုင်းဝမ်းချင်းလေးတွေနဲ့ပတ်တီးလေးတွေဇာတို့ပတ်တီးလေးတွေကျွန်တော်ပြောပေးနေပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်းနေ့တိုင်းကြည့်ရှုရှင်နေဆိုရင် subscribe လေးနှိပ်ထားပေးပါမနေ့ကလည်းတစ်ခွန်နဲ့တလင်းလာနေညနေကလည်းတစ်ခွန်နဲ့အောင်ခဲ့တယ်ဂျားတရက်ပိတ်လာတော့ကျွန်တော်ဝမ်းချင်းလေးကမပြတ်သွားဘူးဗျာနော်ဒီနေ့6ပိုင်း6ပတ်တီကျွန်တော်အကြိုက်ဆုံးတစ်လုံးရွေးပေးခဲ့တယ်6လျှောက်နက်ခတ်ဝမ်းချင်းလေးနဲ့မှကျွန်တော်6ကိုဟုတ်လား6ကိုကျွန်တော်9-3-1-2လေးနဲ့ကျွန်တော်ကတ်ခိုင်းတယ်ရှောက်ကိုလည်း9-3-1-2နဲ့ကတ်ခိုင်းတယ်6နဲ့ပတ်သက်ရင်9-5-90 9-1-9-2ရှောက်နဲ့ပတ်သက်6-5-60 6-1-6-2ဟုတ်လားအခု6နှစ်ထွက်သွားပြီဆိုတော့အမျိုးတွေအောင်ပွဲထက်ခံရပြန်ပြီဟုတ်လားအခုဗုဒ္ဓဖူးနေ့ညနေခင်းလေးကိုလည်းကျွန်တော်နေ့တိုင်းဝမ်းချင်းလေးတွေပြောပေးသွားမယ်လာမယ့်2ရက်အတွင်းလာမယ့်ပတ်တီလေးတွေလည်းကျွန်တော်ပြောပေးသွားမယ်အဲ့ပတ်တီကညနေပို့ပြီးအားကောင်းတယ်နော်ဒါမဲ့ကိုယ့်အကိုဈေးဖို့လေးပဲထိုးဘလို့ပဲထိုးရှင်းချိန်ပြီးထိုးပါကျွန်တော်ကမနေ့တလင်းလာနေ့ညနေပိုင်းမှာလည်းတစ်ခွန်မင်းကွက်နဲ့အောင်ခဲ့တယ်ပတ်တီရောရွေးကွက်ကိုအောင်ခဲ့တယ်အခုဗုဒ္ဓဖူးနေ့မနက်ခင်းမှာလည်းပတ်တီရောရွေးကွက်ကိုအောင်ခဲ့ပြန်ပြီဗျဒီတစ်ပတ်မှာ4ရက်ပဲဖွင့်လာတော့မှ2ကြိမ်ထိမိရလိုက်မှာဖြစ်တဲ့အတွက်တန်နေပြီလို့တော့ပြောလို့ရပါတယ်ဗျာနော်ဒါပေမဲ့လည်းကျွန်တော်ထပ်ပေးခြင်းသေးတယ်ကိုယ့်အကိုရှင်းချိန်ပြီးထိုးပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုလူကြည့်နေပါတယ်ကြည့်သွားတဲ့လူဒီလည်းကြည့်တဲ့အတိုင်းအကျိုးရှိသွားမှာပါဗျနော်ကျွန်တော်တင်ခဲ့တဲ့2ကြိမ်မှာ2ကြိမ်လုံးအကျိုးရှိသွားမှာပါအခုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့ကုညီဝင်းရံတဲ့အနေနဲ့လိုက်လက်မလေးတွေနှိပ်ပေးပါပြီးလို့ရှိရင်ကျွန်တော်ရဲ့နေ့တိုင်းဗီဒီယိုလေးတွေအများအားကြည့်ချင်တယ်ဆိုရင် subscribe လေးနှိပ်ပေးပါနော်ကျွန်တော်အကူအညီတောင်းပါတယ်အဲ့တော့ကျွန်တော်ညနေလေးကိုသွားလိုက်တော့မယ်ဗျနော်ဗုဒ္ဓဟူးနေ့ညနေ4နာရီခွဲဈေးလေးမှာ9နှစ်ထွက်ရှင်းကြောင့်နက်ခတ်ဝမ်းချင်းလေးကတော့4နှစ်ဝမ်းချင်းလေးပဲဖြစ်ပါတယ်ဗျာနော်4နှစ်ဝမ်းချင်းလေးပဲဖြစ်ပါတယ်4နှစ်ဝမ်းချင်းလေးကိုကျွန်တော်3-5-1-6နဲ့ကတ်မယ်ဗျာနော်3-5-1-6နဲ့ကတ်မယ်4နဲ့ပတ်သက်ရင်40 45-41-46နော်2နဲ့ပတ်သက်ရင်2-3-2-5-2-1-2-6ဖြစ်ပါတယ်ဗျကျွန်တော်အကြိုက်ဆုံးတစ်လုံးပြောပါမယ်အကြိုက်ဆုံးတစ်လုံးကတော့4ပါနော်2ရက်အတွင်းလာမယ့်ပတ်တီးရလဲ4ပါဗုဒ္ဓဖူးနဲ့ကြာတာပရိမှာအားကောင်းပါတယ်အားလုံးပဲပေါက်ကြပါစေကံကောင်းကြပါစေပို့ပြီးတော့အောင်ပွဲတွေထက်ခံနိုင်ပါစေဆုတောင်းပေးပါရဗျ